ခဲအားလုံးပဲမင်္ဂလာပါသူကိုမင်းမင်း YouTube channel နဲ့အားလုံးကြိုဆိုလိုက်ပါရဗျာခဲအားလုံးပဲဝင်လာပြီနော်21ရက်ကနေပြီးတော့25ရက်နေ့ထိအထူးတပတ်စာမွေးကနနော်ဘုဒ္ဓဘူးမကျော်အထူးတပတ်စာမွေးကနအားလုံးပဲဝင်ယူသွားနော်ခဲအားလုံးပဲနော်ဝင်လာယူသွားအားလုံးပဲဝင်လာမြလက်မလေးနေပြီးတော့ subscribe နဲ့ရတဲ့လူတွေကိုမကြီးအားလုံးက subscribe လေးနေပြီးတော့မေ့ပါနဲ့နော်ရှယ်မရှိရမြင်လာလေးနဲ့အပေးဝေးရပြီးတော့ကျွန်တော်လည်းအများမြင့်အများတွေ့အများပေါင်းမှာဖြစ်ပါတယ်နော်21ရက်ကနေပြီးတော့25ရက်နေ့ထိအထူးတပတ်စာမွေးကနန်းကတော့ခွန်ရှိ9 3အခွေအပူပါခွန်ရှိခွန်9 90 89 80 90ခွန်ရှိခွန်9 90 89 80 90နော်အထူးတပတ်စာမွေးကနန်းခွန်ခွန်8899 3နော်ဒါကတော့အထူးတပတ်စာမွေးကနန်းဗုဒ္ဓဘူးမကျော်မွေးကနန်းနော်အမြဲဗုဒ္ဓဘူးမကျော်မွေးကနန်းမွေးနေတဲ့သူတွေကနော်ဒီဗုဒ္ဓဘူးမကျော်မွေးကနန်းကိုမွေးပါကဲနေ့တိုင်းနော်21ရက်နေ့တနင်္လာနေ့တနေ့ကုန်စာတော့ကတော့1348အခွေပူပါ10 14 38 34 38 11 38 11 38ဘူး4ဘူးနော်ဒါတော့ရှင်းမရှယ်တရားရိုင်းတော့ဖီကဲဟုတ်ပြီနော်ကဲအားလုံးပဲ21ရက်ကနေပြီးတော့25ရက်နေ့ထိအထူးတပတ်စာဝေးကနန်းကတော့ခွန်ရှိ9 3အခွေအပူပါနော်ပြီးခဲ့တဲ့ဘက်ကတော့တကြံဖေးရက်တီဖြစ်တဲ့အတွက်ကြောင့်တကြံဖေးရက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နားပါတယ်နော်ကဲဒီဘက်ကနေစပြီးတော့ကျွန်တော်မိတ်ဆွေတွေပုံမဲ့ကျွန်တော်လွှင့်နေကြအတိုင်းပဲရှယ်မရှယ်အခွေနဲ့မွေးကနန်းတနေ့နေ့တနေ့နေ့ကနေပြီးတော့ဗုဒ္ဓဘူးမကျော်အထူးတပတ်စာမွေးကနန်းနော်ဘူးမကျော်မွေးကနန်းနဲ့အတူတနေ့နေ့တနေ့ကုန်စာအတွက်နော်နေ့တိုင်းဒီပုံမှန်စတိုက်လွှင့်မိမှာဖြစ်ပါတယ်နော်ကဲအားလုံးကနော် subscribe နဲ့ရတဲ့လူတွေကိုမရအားလုံးက subscribe လေးနှိပ်ပြီးတော့မမေ့ပါနဲ့နော် share မှု share များလေးနဲ့အပေးဝင်ရင်ပြီးသွားဒါမှလည်းအများမြင်အများတွေ့အများပေါင်းမှာဖြစ်ပါတယ်နော်ကဲအားလုံးပဲနော် subscribe short လေးရိုက်ပြီးယူပေးထားဖို့လည်းမမေ့ပါနဲ့နော်ကဲကျွန်တော်ကြည့်ရှုအားပေးရဲ့နော်ကျွန်တော်အကူမရအားလုံးပဲလက်မလေးနော်ဝင်လာမြလက်မလေးနှိပ်ပြီးတော့ subscriber အယောက်1000ပြည့်တာနဲ့ကျွန်တော်ပုံမှန် live လွှင့်မှာဖြစ်ပါတယ်နော်တိုက်ရိုက် live လွှင့်မှာဖြစ်ပါတယ်နော် subscriber အယောက်1000ပြည့်ရင်ကျွန်တော် live လွှင့်ပါမယ်ကဲအားလုံးပဲ21ရက်ကနေ25ရက်နေ့ထိအထူးတပတ်စာမွေးကနန်းကတော့ခွန်ရှိ9 3အခွေအပူပါခွန်ရှိခွန်9 90 89 80 90ခွန်ခွန်8899 3ဘူးနော်21ရက်နေ့တနေ့ကုန်စာတော့ကတော့1348အခွေအပူပါ10 14 38 34 38 48နော်11 3ဘူး4ဘူး8ဘူးကဲရှယ်မရှယ်အခွေနေ့တိုင်းအခွေကတော့1348အခွေပူပါနော်ကဲအားလုံးပဲကျွန်တော်ကြည့်ရှုအားပေးရတယောက်ချင်းစီနိုင်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်မိတ်ဆွေတွေအားလုံးပဲ subscription လေးရိုက်ပြီးယူပေးတာနော်ဒီ channel လာဖွင့်နေပြီမှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲဝင်လည်းပဲပေါ်များကြပါစေအားလုံးပဲနော်လက်ကီတော့နေလေးပိုင်ဆိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေကျွန်တော်ရဲ့ line လေးကိုဒီမှာပဲဆုံးသက်လိုက်ပါရဗျာ